ဒီတစ်ခါကျွန်တော်တို့အင်္ဂလန်ကခရစ်ယာန်နေအတွက်စိတ်မကောင်းစရာတစ်ခုပြောဆက်ရှိပါတယ်ဘယ်လိုဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီလန်ဒန်နဲ့မိနစ်20လောက်တော့ရောက်တယ်ပေါ့နော် Watford ဆိုတဲ့မြို့လေးရှိပါတယ်အဲ Watford ဆိုတဲ့မြို့လေးမှာ St Thomas United Reform Church ပေါ့နော် St Thomas ဆိုတဲ့ချက်ကြောင်းလေးတစ်ခုရှိပါတယ်ခုဘယ်လိုဖြစ်လဲဆိုတော့ဒီ February လ3ရက်နေ့က2026ကပေါ့နော်မြို့နယ်ကောင်စီကနေပြီးတော့ဆုံးဖြတ်လိုက်တယ်အဲ့ဒီချက်ကြောင်းလေးကိုခုတော့မွတ်စလင်ဘာသာတို့ရဲ့လီချောင်းအဖြစ်ကြောင်းလွှဲပြမယ်လို့သူကခုတရားဝင်ဆုံးဖြတ်လိုက်တယ်အဲ့ဒါကတရားဝင်ဖြစ်သွားတယ်ပေါ့နော်တရားဝင်ဖြစ်သွားမယ်ဆိုတော့ခုတော့အဲ့ခရီးယန်ချက်ကြောင်းလေးကနေပြီးတော့ဒီ2026နွေရာသီမှာဆိုရင်တော့သူကတရားဝင်မွတ်စလင်ဗလီကျောင်းဖြစ်သွားပါပြီဒါခရီးယန်တို့အတွက်တော့တော်တော်ဝမ်းနည်းစရာကောင်းတယ်လို့ပြောရမယ်မြန်မာစကားပုံရှိတယ်လို့ပေါ့နော်မြေမျိုးလို့လူမျိုးမပြောက်လူမျိုးရင်တော့လူမျိုးပြောက်မယ်ဆိုတဲ့စကားပုံထိုင်မယ်အင်္ဂလန်မှာရှိတဲ့ခရီးယန်တွေအတွက်ကတော့တော်တော်ကိုအခြေအနေစုတစ်ခုနဲ့ရင်ဆိုင်နေရပြီလို့ကျွန်တော်ပြောလို့ရပါတယ်ကျေးဇူးများတင်တယ် The church in Watford is set to become a mosque after councillors approved the plans last night. Watford Borough Council's Development Management Committee gave the green light for St Thomas's United Reformed Church on Langley Road